တက်ရှိတွေရှင်သန်ဖို့ခက်ခဲလွန်းလာတဲ့ထဲကနာရထဲမှာအစာရှာဖို့တဲ့အသက်ရှင်ဖို့ကပိုပြီးစိန်ခေါ်မှုကြီးမားပါတယ်တက်ကိုက်ချုပ်ပေါ်မှာလာနေတဲ့လင်းယုံငကြီးတစ်ကောင်ကသူ့ရဲ့ဆူးရှက်တဲ့မျက်လုံးတွေကမြေပြင်ဘောကလှူရှာမှုတိုင်းကိုစောင့်ကြည့်နေတာပါတစ်ဖက်မှာတော့နာလွတ်ကားကားနဲ့ချစ်စရာကောင်းတဲ့ Fanny Fox မြေခွေးလေးကသူ့ရဲ့အတွင်းထဲကနေအပြင်ကိုထွက်ဖို့ပြင်ဆင်နေတာပါသူဟာသူ့ရဲ့အဖော်အတွက်အစားရှာပေးဖို့အန်ဒီရဲ့ရှိတဲ့တွင်းအပြင်ဘက်ကိုစွန်စားထွက်ခွာရတော့မှာပါလင်းယုံကြီးကလည်းကောင်းကင်ရံကနေဝဲပြန်းရင်တားကောင်ကိုအကယ်ခံနေတာကြောင့်မြေခွေးလေးတွေကတော့အချိန်တိုင်းကစိုးရင်စရာထင်ပါတယ်ဒီမြင်ကွင်းကနမီဘီယာကန်ယိုတန်းရဲ့ကမ္ဘာအမြင့်ဆုံးတဲတောင်ပင်ကြီးတွေကိုမြင်တွေ့ရမှာပါတနည်းကိုမိုးရေချိန်9မီလီမီတာတောင်မပြည့်တဲ့ဒီလို6သွေးလွန်းတဲ့နေရာမှာဘာတရှိမှမရှိဘူးလို့ထင်ရပေမဲ့တကယ်တော့မဟုတ်ပါဘူးတဲပင်ပေါ်မှာထူရှားတဲ့ပုံစံနဲ့တွားတွားနေတဲ့ Beringues Eta ဆိုတဲ့မွေလေးတွေလည်းရှိပါတယ်တဲပူပူပေါ်မှာခန္ဓာကိုယ်ကိုဘေးတဲ့ရင်နှွေးပြီးတွားလာတတ်တဲ့နေရာမှာဆေးရကြသူပါဒီလိုလှုပ်ရှားမှုကသူ့ကိုပူပြင်းတဲ့တဲပင်ပေါ်မှာအရှင်အဟုန်နဲ့တွားလာနိုင်စေသလိုအပူတန်းကနေလည်းကာကွယ်ပေးထားတာချက်ပါတယ်တော်ရိုင်းလောကတွေကဒီဖြစ်ရတီကိုကြီးကြီးအဖြစ်ကျွန်တော်တို့သင်ခန်းစာတစ်ခုရနိုင်ပါတယ်အခြေအနေတွေကဘလောက်ပဲခက်ခဲပါစေကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့လိုက်လျော်ညီထွေဖြစ်အောင်နေထိုင်တတ်ဖို့နဲ့အခက်ခဲဒီကြားကနေလမ်းတစ်ထွေမှုစူးစမ်းရမယ်ဆိုတာပါအောင်မြင်မှုဆိုတာခက်ခဲတဲ့ပတ်ဝန်းကျင်မှာအရှူမီပြေးပဲနီးလန်းအသစ်နဲ့ရုန်းကန်သူတွေအတွက်သာဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့တဘာဝတရားနဲ့တော်ရိုင်းတရီဆန်တွေအကြောင်းကိုအငြင်းကြီးရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူစော်ချင်းပါခင်ဗျာအားလုံးနဲ့တာယာတဲ့နေလေးဖြစ်ပါစေ